ရန်ကုန်မြို့ကမိုးရာသီညတွေဟာအမြဲတမ်းပုံမြင်တပုတ်လိုပဲလမ်းမီးဝါရောင်တွေလက်ဖက်ရည်ဆိုင်ကစူညံတန်တွေယထာတန်တိုးတိုးတွေကြားမှာလူတချို့ရဲ့ဘဝတွေတိတ်တဆိတ်ဖြတ်တန်းနေကြတယ်။ပန်းဆိုးရမ်းညံ1988ခုနှစ်မိုးဦးကြရာသီတညပန်းဆိုးရမ်းစိတ်ကန်းနာကလမ်းကျင်းလေးတစ်ခုထဲမှာကိုတန်းလွင်ဆိုတဲ့ရိုက်နှိပ်ဆက်ရုံဝန်ထမ်းတစ်ယောက်နေထိုင်နေ။နေ့တိုင်းမနက်စောစောအလုပ်သွားညကြမှပြန်လာတဲ့သူ့ဘဝကရိုးရိုးရှင်းရှင်းပဲ။ဒါပေမဲ့သူ့မှာလှုပ်ဝက်ထားတဲ့အိမ်မက်တစ်ခုရှိတယ်။အဲ့ဒါကတော့စာရေးဆရာဖြစ်ချင်တာ။ညတိုင်းမီးပြတ်တဲ့အချိန်ဆိုသူ့အခန်းလေးထဲမှာဖျောင်းတိုင်တိုင်ထုံပြီးစာအုပ်ဟောင်းလေးပေါ်ရေးမှတ်နေတတ်တယ်။အပြင်မှာမိုးတန်တဖြောက်ဖြောက်အင်းရဘက်ကလေးတိုက်တန်တရှူးရှူးနဲ့အတူသူရေးတဲ့ဇလန်းတွေဟာရန်ကုန်ရဲ့အနှံ့အသက်တွေပြည့်နေတယ်။တညမှာတော့စိတ်ကန်းဘက်ကပြန်လာရင်းမိုးကြီးလာတယ်။ကိုတန်းလွင်ကလမ်းဘေးလက်ဖက်ရည်ဆိုင်အောက်ဝင်မိုးခိုလိုက်တယ်။အဲ့ဒီမှာအဖြူရောင်ထိကင်ထားတဲ့ကောင်မလေးတစ်ယောက်ထိုင်နေတာတွေ့လိုက်ရတယ်။အကိုဒီမှာထိုင်လို့ရမလားလို့ကောင်မလေးကမေးတယ်။ရပါတယ်ဗျာလို့ကိုတန်းလွင်ပြန်ဖြေလိုက်တယ်ကောင်မလေးနာမည်ကမဝေဝေစာကြည့်တိုက်မှာအလုပ်လုပ်တာတဲ့မိုးရွာနေတဲ့အချိန်တိုလေးတွင်းမှာပဲသူတို့နှစ်ယောက်အများကြီးပြောဖြစ်သွားတယ်စာအုပ်တွေရန်ကုန်မြို့ဟောင်းတွေယထာစီရတာတွေညဘက်မုံဟင်းကားဆိုင်တွေအကြောင်းမိုးတိတ်သွားတော့မဝေဝေကပြုံးပြီးပြောတယ်တနေ့အကိုရေးတဲ့စာတွေဖတ်ချင်တယ်အဲ့ဒီစကားလေးကကိုတန်းလွင်ရဲ့နှလုံးသားထဲမှာအချိန်ကြာကြီးကြံခဲ့တယ်နောက်ပိုင်းမှာသူတို့မကြာခဏတွေ့ဖြစ်လာတယ်စူးလေဖျားနာလမ်းလျှောက်ကြတယ်ဘိုးတထောင်စိတ်ကမ်းမှာလေငင်းခံကြတယ်ယထာဟောင်းကြီးပေါ်မှာထိုင်ပြီးမြို့အစုံဘက်ထိစီးသွားကြတယ်ကိုတန်းလွင်ကသူ့ရေးထားတဲ့ဇလန်းစာအုပ်အကျမ်းလေးကိုမဝေဝေကိုပေးဖတ်တယ်မဝေဝေကဖတ်ပြီးတော့ရန်ကုန်မြို့ကအသက်ရှင်နေတယ်လို့ပဲလို့ပြောတယ်အဲ့ဒီနေ့ကကိုတန်းလွင်ဘဝမှာအပျော်ဆုံးနေ့ဖြစ်ခဲ့တယ်ဒါပေမဲ့ဘဝဆိုတာမိုးရသီးလမ်းမလို့ပဲတခါတလေရေကြီးတတ်တယ်မဝေဝေရဲ့မိသားစုကမန္တလေးကိုပြောင်းရွှေ့သွားဖို့ဖြစ်လာတယ်သွားမဲ့နေ့မှာပန်းဆိုးရမ်းစိတ်ကန်းနာမှာနောက်ဆုံးတွေ့ကြတယ်မဝေဝေကစာအုပ်အကျမ်းလေးကိုကိုတန်းလွင်လက်ထဲပြန်ထည့်ပေးပြီးပြောတယ်ဆက်ရေးပေးပါရန်ကုန်မြို့ရဲ့အကြောင်းတွေပျောက်မသွားစေချင်ဘူးတင်မောဟွန်းတန်ရှိကြီးမြည်လာတယ်မိုးဆက်တေးသေးလေးတွေကျလာတယ်ကိုတန်းလွင်ကဘာမှမပြောနိုင်ပဲစိတ်ကန်းပေါ်ကနေကြည့်နေခဲ့တယ်နှစ်တွေကြာသွားတယ်တနေ့မှာရန်ကုန်မြို့စာအုပ်ဆိုင်တစ်ဆိုင်ရဲ့ရှေ့တန်းစင်ပေါ်မှာပန်းဆိုးတန်းညက်ဆိုတဲ့ဝတ္ထုစာအုပ်တစ်အုပ်ပေါ်လာတယ်စာရေးသူနာမည်ကကိုတန်းလွင်စာအုပ်ရဲ့ပထမစာမျက်နှာမှာတော့စာကြောင်းတိုလေးတစ်ကြောင်းရေးထားတယ်မိုးရွာတဲ့ရန်ကုန်ညတညကိုမမေ့နိုင်သေးတဲ့လူတစ်ယောက်အတွက်စာအုပ်ထွက်ပြီးတလားလောက်ကြာမှကိုတန်းလွင်စီစာတစ်စောင်ရောက်လာတယ်စာအိတ်အဟောင်းလေးပေါ်မှာမန္တလေးဆိုတဲ့တစိမ့်လေးပါနေတယ်သူတုံနေတဲ့လက်နဲ့ဖွင့်ကြည့်လိုက်တော့စာတိုလေးတစ်ကြောင်းပဲရေးထားတယ်ရန်ကုန်ညတွေကိုကျမလည်းမမေ့သေးဘူးမဝေဝေစာအိတ်ထဲမှာတော့မိုးဆိုနေတဲ့ဖျောင်းတိုင်အနက်နည်းနည်းကြံနေသေးတဲ့တန်းဆိုးရမ်းစိတ်ကန်းတက်ပုံဟောင်းလေးတစ်ပုံပါလာတယ်ကိုတန်းလွင်ကပြုံးလိုက်တယ်အပြင်မှာလဲရန်ကုန်မိုးကတဖွဲဖွဲရွာနေပြန်တယ်